နိစ္စနိမထဏံတတ္တဝါတို့အမျက်မပြညှဉ်းပန်းနှိမ့်ဆက်မှွေနှောက်တတ်သောဘဝဇကံကြောင်းကျိုးဆက်ပရိစ္ဆသမုပ္ပါတိဟုသောတန္တရာဘဝဇက်ကိုအပဒါလိတဝမဖောက်ခွဲနိုင်ပဲတန္တရာဗျာမတိတောတန္တရာဝစီယဒုက္ခဘေဇောကြီးမှကျော်လွတ်လွန်မြောက်၍သွားသောကောစီတစုံတယောက်သောသူသည်သုပိနံတရေပိအိမ်မက်ဤအတွင်း၌မျှတော်လဲပဲနာအထီမရှိခဲ့ဇဘူးပဲကံကုန်နေတကယ်လက်တွေ့တန္တရာခီးမှာကျော်လွတ်လွန်မြောက်ဖို့ဆိုတာခဏထားအိမ်မက်ထဲမှာတန္တရာခီးကလွတ်မြောက်သွားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တော်တယောက်မှမရှိဘူးဆိုတော့ကံကုန်မနေဘူးလားကံကုန်နေပြီဒီတဲ့ကံကုန်အောင်စကားပြောဖို့လိုသေးလားမလိုတော့ဘူးဒီတော့ဒီကြောင်းကျိုးဆက်ပြိဿသမုပ္ပါကိုသိအောင်ရှုဖို့တော့လိုလာပြီဟုတ်တယ်မလားအဲ့ဒီလိုလာတဲ့အပိုင်းမှာခုနကလိုရဲ့အချက်ကလေးကညကလည်းရှင်းတယ်လို့ရှင်းခဲ့ပါတယ်အဝိဇ္ဇာတနာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းတရားတွေကြောင့်အတိတ်ကပြုစုပြောထောင်ထားတဲ့အဝိဇ္ဇာတနာဥပါဒသင်္ခါရကံဆိုတဲ့အကြောင်းတရားကြောင့်ဒီဘဝမှာပရိသန္တိကလာပြီးဖြစ်ရတယ်ဒီဘဝမှာပြုစုပြောထောင်နေတဲ့ကံကြောင့်ဒီဘဝပရိသန္တိဖြစ်တာမဟုတ်ဘူးဒီဘဝပြုစုပြောထောင်နေတဲ့တဏှာကြောင့်ဒီဘဝသမုဒိယဒုက္ခသစ္စာအမိရတဲ့ရုပ်တည်နာနေဖြစ်နေတာမဟုတ်ဘူးအကယ်၍များဒကာကြီးတွေရှင်မကြီးတွေစဉ်းစားကြည့်ပါနော်အတိတ်ကံကြောင့်ဖြစ်တာမဟုတ်ပါဘူးလို့တစ်ဖက်ကပြောချင်တယ်ဆိုရင်ပေါ့ပိဿုပံကံကြောင့်သို့မဟုတ်ပိဿုပံသမုဒိယသစ္စာကြောင့်သို့မဟုတ်ပိဿုပံတဏှာကြောင့်ပဲဒုက္ခသစ္စာဖြစ်တယ်လို့ပြောချင်တယ်ဆိုရင်ပေါ့နော်ဒကာကြီးတွေလူမကြီးတွေလက်သက်နဲ့သမီးမဖြစ်ချင်ဘူးမဖြစ်ချင်ဘူးလားမဖြစ်ချင်ပါဘူးသူကနတ်ပြည်မှာရှုပ်လွန်းလို့တဲ့တချို့ကတော့ဟုတ်တယ်မဟုတ်လားအကယ်၍များဖြစ်ချင်တဲ့အထက်နော်ကဲမဖြစ်ချင်ဘူးဆိုရင်နောက်တစ်ခုမေးကြည့်အောင်မလို့16နှစ်ကလေးမဖြစ်ချင်ဘူးဒီလောက်တော့ဖြစ်ချင်မယ်ထင်တယ်နော်ဒါလို့ဆိုမျက်မှန်ကြီးတွေတက်နေရတဲ့တိတ်ပုံစံကမကြတော့ဘူးဟုတ်တယ်မဟုတ်လား16နှစ်ဖြစ်ချင်တယ်ဆိုရင်ပိဿုပံတဏှာကြောင့်ပိဿုပံဒုက္ခသစ္စာဖြစ်ရမှန်ရင်ပေါ့16နှစ်ဘဝကိုတွေ့တက်မဲ့နေတဲ့သဘောလေးကဘာလဲတဏှာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီတဏှာကြောင့်16နှစ်ချက်ချင်းဖြစ်သလားမဖြစ်ပါဘူးဒါပိဿုပံတဏှာကြောင့်ပိဿုပံဒုက္ခသစ္စာမဖြစ်နိုင်ဘူးအကယ်၍ဖြစ်တာဖြစ်ကြသရံဆိုရင်ပေါ့ကောင်းမှုကုသိုလ်တွေပြုပြီးတော့နေတိုင်းဆူတောင်းလိုက်မယ်ဆိုရင်ကိုဖြစ်နေတာတွေအကုန်ဖြစ်မကုန်ဘူးလားဖြစ်မှာအိုမှုနာမှုသိမှုရှိအောင်မလားမရှိတော့အယုတ်ဆိုးတဲ့လူအကြည့်တန်တဲ့လူရှိအောင်မလားလည်းပင်ကြည့်လိုက်တော့ဖားလည်းပင်ခါကြည့်လိုက်တော့လိတ်ခါအသားကြည့်လိုက်တော့တပိတ်အောင်ဟုတ်လားအဲ့ဒီပုဂ္ဂိုလ်တွေရှိအောင်မလားမရှိတော့ဘူးသောကမှာဟုတ်တယ်မဟုတ်လားပိဿုပံတဏှာကြောင့်ပိဿုပံဒုက္ခသစ္စာဖြစ်နေတာမှန်ခဲ့ရင်ပြောတာပါနော်ဒီတော့ကောင်းမှုကုသိုလ်ပြုပြီးချက်ချင်းနတ်သားဖြစ်ပါစေလို့ဆုတောင်းကြည့်ချက်ချင်းနတ်သားဖြစ်သွားမှာပေါ့ဟုတ်တယ်မလားချက်ချင်းနတ်သမီးဖြစ်ပါစေလို့ကောင်းမှုကုသိုလ်ပြုပြီးဆုတောင်းကြည့်ပိဿုပံသမုဒိယသစ္စာကြောင့်ပိဿုပံဒုက္ခသစ္စာဖြစ်ရမှန်ရင်ချက်ချင်းနတ်သမီးဖြစ်သွားမယ်ချက်ချင်းနတ်သားဖြစ်သွားမယ်တောင်းကျင်တဲ့ဆုချက်ချင်းအကုန်လုံးပြည့်မသွားနိုင်ဘူးလားပြည့်သွားမယ်အိုမှုနာမှုသေမှုဆိုတာရှိနိုင်ပါဦးမလားမရှိတော့ဘူးမအိုအောင်မနာအောင်မသေအောင်ဆုတောင်းလို့ရရင်ဆုပဲထိုင်တောင်းပြီးကောင်းမှုကုသိုလ်ပြုနေကြမှာပေါ့မဟုတ်ဘူးလားဒါကြောင့်ပြောလို့ရင်လေးကပိဿုပံဒုက္ခပိဿုပံကံကြောင့်ပိဿုပံဒုက္ခသစ္စာဖြစ်တာမဟုတ်ဘူးတနည်းအားဖြင့်ပိဿုပံသမုဒိယသစ္စာအမိရတဲ့တဏှာကြောင့်ပိဿုပံဒုက္ခသစ္စာဖြစ်နေတာမဟုတ်ဘူးအတိတ်ကပြုစုပြောထောင်ထားတဲ့ကံကြောင့်တနည်းအားဖြင့်အတိတ်ကဝိဇ္ဇာတနာဥပါဒံတို့ခြံရံထားတဲ့ကံကြောင့်ဒီဘဝမှာဒုက္ခသစ္စာကလာပြီးဖြစ်တာအဲ့ဒီလိုလာဖြစ်နေတာဆိုရင်အတိတ်ကိုလှမ်းမရှုဘူးဆိုရင်အတိတ်ကအဝိဇ္ဇာတနာဥပါဒံသင်္ခါရကံကြောင့်ဒီဘဝမှာဒုက္ခသစ္စာအမိရတဲ့ခန္ဓာ၅ပါးဖြစ်နေတာကိုဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းအဖြစ်သိနိုင်မလဲမသိနိုင်ဘူးဒီအပိုင်းကသိအရေးကြီးပါတယ်နော်ဦးဇင်းယောဂီတို့ရဲ့ဒီအပိုင်းမှာနည်းနည်းလေးသဘောပေါက်အောင်ထပ်ပြီးပြောမယ်နော်ယောဂီတို့ကသူကပရမအတိတ်ကိုလှမ်းပြီးကြည့်တယ်ပေါ့ဆိုတော့ဒီကနိစနစ်ကရှုဖို့နိစနစ်ကတော့ဦးဇင်းတို့ပိဿုပံယုတ်နံတွေကိုစနစ်တကျသိသိရပါတယ်နော်ပိဿုပံယုတ်နံယုတ်တဲ့သိသိချင်းနံတဲ့သိသိချင်းယုတ်နံသိသိချင်းယုတ်နံပိုင်းခြားမှတ်သားခြင်းဆိုတဲ့လုပ်ငန်းခွင်၄ခုကိုပိဿုပံမှာစနစ်တကျလေ့ကျင့်ရတယ်။ဣဇဒမှာလေ့ကျင့်ပြီးရင်ဗိဓာမှာလည်းထိုနည်း၎င်းလေ့ကျင့်ရတယ်။ဘာကြောင့်လဲ။မနေ့ညကတနေ့ညကဟောခဲ့ပြီးတဲ့အထက်ပါပါတယ်နော်။ဘုရားရှင်ကိုယ်တော်တိုင်က
သမုဒိယဓမ္မနုပါတိဝကာယတမေဝိဟရတိဝေယဓမ္မနုပါတိဝကာယတမေဝိဟရတိသမုဒိယဝေယဓမ္မနုပါတိဝကာယတမေဝိဟရတိစသည်ဖြင့်အကြောင်းတရားတွေထင်ရှားဖြစ်လို့အကျိုးတရားထင်ရှားဖြစ်ပုံအကြောင်းတရားတွေချုပ်ရင်အကျိုးတရားချုပ်ငင်းပုံအကြောင်းကျိုးနှစ်လုံးတွေအနိစ္စဒုက္ခအနတ္တအချင်းတွေကိုရှုပွားသုံးသပ်ဖို့ရန်အတွက်မညွှန်ကြားမိမှာဘာအရင်ညွှန်ကြားလဲဣတိဣဇဒံဝါကာယေကာယ ानु ပတိဝိဟရတိဗိဓဝါကာယေကာယ ानु ပတိဝိဟရတိဣဇဒဗိဓဝါကာယေကာယ ानु ပတိဝိဟရတိဟောဣဇဒမှာရူပကာယနာမကာယတွေကိုကြည်ဖမ်းမြတ်စွာထက္ကထက္ကရှုဖို့ဗဟိတမှာလည်းရူပကာယနာမကာယတွေကိုကြည်ဖမ်းမြတ်စွာထက္ကထက္ကရှုဖို့ဘုရားဟောနေနော်ဘာဖြစ်လို့လဲနာဘုထမအနေနဲ့ပြောရင်ရုပ်တသက်ရှုနေုံနဲ့မဉ္ဇဏ်ကဘယ်လိုမှမဆိုင်ဘူးနန္တသက်ရှုနေုံနဲ့မဉ္ဇဏ်ကဘယ်လိုမှမဆိုင်နိုင်တော့ယုံနာနှစ်မျိုးလုံးရှုရဣဇဒတသက်ခန္ဓာ၅ပါးသက်ဣဇဒယုံနာသက်ဝိပဿနာရှုနေုံနဲ့မဉ္ဇဏ်ကဘယ်လိုမှမဆိုင်နိုင်ဘူးဗိဓယုံနာသက်ကိုဝိပဿနာရှုနေုံနဲ့မဉ္ဇဏ်ကဘယ်လိုမှမဆိုင်နိုင်ဘူးဒါကြောင့်ဣဇဒဗိဓနှစ်မျိုးလုံးကိုရှုပေးရတယ်အဲဒီလိုရှုတဲ့အပိုင်းမှာဣဇဒဗိဓနှစ်ဌာနတို့၌ယုတ်သက်ကိုရှုခြင်းနံသက်ကိုရှုခြင်းယုံနာတွဲပြီးရှုခြင်းသိသိခြင်းပေါ့ယုံနာပိုင်းခြားမှတ်သားခြင်းဆိုတဲ့လုပ်ငန်းခွင်၄ခုလုပ်ရပါတယ်ယုံနာပိုင်းခြားမှတ်သားတယ်ဆိုတာကတော့ပုဂ္ဂိုလ်တ attva ဒီယုတ်တဲ့နာနေကိုစနစ်တကျရှုပွားသိသိပြီးတဲ့အခါယုံနာကလွဲရဣဇဒဗိဓနှစ်ဌာန30ပုံအတွင်းမှာလှမ်းမြော်ပြီးဉာဏ်ကိုစေလွတ်ပြီးကြည့်လိုက်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဇီဝအတ္တဆိုတာမရှိဘူးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လူနာပြမအတ္တကောင်းလိပြန်ကောင်းဝိညာဉ်ကောင်းအတ္တကောင်းဆိုတာမရှိဘူးယုတ်တရားအစုပုံနန္တရားအစုပုံပဲရှိတယ်လို့ဒီလိုဆုံးဖြတ်ချက်ဖြတ်နိုင်တဲ့အခါပုဂ္ဂိုလ်တ attva ဇီဝအတ္တမရှိယုံနာမျှတာရှိ၏လို့ဒီလိုရှုတဲ့အပိုင်းလေးဒါကိုနာမရူပဝဝဋ္ဌာဏဉာဏ်လို့ခေါ်ပါတယ်အဲ့ဒီနာမရူပဝဝဋ္ဌာဏဉာဏ်စက္ခန်းအောင်မြင်ပြီးတဲ့ယောဂီမှဒါလျင်ဘာလို့ လဲအကြောင်းတရားတွေထင်ရှားဖြစ်ရင်အကျိုးတရားထင်ရှားဖြစ်ပုံဆိုတဲ့သမုဒိယသစ္စာပိုင်းကိုစပြီးကြံရပါတယ်ဒီတော့ဣဇဒဗိဓနှစ်ဌာနတို့၌ခန္ဓာ၅ပါးယုတ်တရားနံတရားတွေကိုစနစ်တကျမသိသိတတ်တဲ့ယောဂီပုဂ္ဂိုလ်ဒီအကြောင်းတရားတွေထင်ရှားဖြစ်ရင်အကျိုးတရားထင်ရှားဖြစ်ပုံဆိုတဲ့အပိုင်းကိုနားလည်အောင်ရှုတတ်ဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးဘာဖြစ်လို့လဲအကြောင်းတရားကလည်းအကြောင်းယုတ်နာမယ်အကျိုးတရားဆိုတာကလည်းအကျိုးယုတ်နာမယ်အကြောင်းတရားတွေကြည့်လိုက်တော့လေယုတ်တရားအစုပုံနံတရားအစုပုံတွေပဲအကျိုးတရားကြည့်လိုက်တော့လေယုတ်တရားအစုပုံနံတရားအစုပုံပဲအဲ့ဒီယုတ်တရားနံတရားတို့ကတစ်ခုနဲ့တစ်ခုခွင်းဆက်အနေအချင်းဆက်သွယ်နေတဲ့သဘောကိုမြင်အောင်ကြည့်တဲ့အပိုင်းကိုသာလျှင်သမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်ပုံကိုမြင်အောင်ကြည့်တဲ့အပိုင်းကြောင်းကျိုးဆက်ပရိစ္ဆသမုပ္ပါပိုင်းလို့ဒီလိုခေါ်ပါတယ်နော်ဒါကြောင့်အကြောင်းယုံနာအကျိုးယုံနာဒီကိုစနစ်တကျမသိသိတတ်သေးရင်ဒီယုံနာအချင်းချင်းတစ်ခုနဲ့တစ်ခုဆက်သွယ်နေတဲ့ဆက်သွယ်ရေးလုပ်ငန်းခွင်ကိုလည်းလှမ်းကြည့်မြင်မှမလားမမြင်နိုင်ဘူးဒါကြောင့်ဣဇဒဗိဓနှစ်ဌာနတို့နဲ့ယုံနာသိသိပြီးတဲ့ပုဂ္ဂိုလ်ဒီသာလျှင်ဒီယုတ်တရားဒီနံတရားတွေအကြောင်းကျိုးဆက်နွယ်မှုသဘောကိုမြင်အောင်လှမ်းရှုလို့ရပါတယ်အဲဒီတော့ဒီပုဂ္ဂိုလ်ကိုပိဿုပံမှာဣဇဒဗိဓနှစ်ဌာနတို့၌၄မျိုးသောအချင်းအဖြစ်ယုတ်တိနန္ဒီကိုစနစ်တကျသိသိပိုင်းခြားမှတ်တတ်ပြီးတဲ့အချင်းခါမှာအနိစ္စဆုံးအရိယာဘုမှာရှိတဲ့ယုတ်တိနန္ဒီကနေစပြီးအတိတ်ဘက်ကိုတာဆူပြီးယုတ်နန္ဒီကိုတဖန်ပြန်ပြီးသူ့ကိုသိသိခိုင်းပါတယ်နော်သိသိလိုက်တော့ပရိသန္တိကနေပြီးတော့ဖြတ်ကျော်ပြီးတော့ဟိုဘက်ဘဝမရဏသနာဒေဂာနိအခါရောက်သွားပြီဆိုကြတယ်နော်ဒေဂာနိအခါလအသက်50ရွယ်အမျိုးသမီးတူပေါ့ဒေဂာနိဇောချွေးတွေပြန်ပြီးမျောနေတဲ့ပုံသွားတွေ့ပြီနော်အဲ့ဒီပုံမှာဓာလေးပါဆက်ပြီးယုံနာခွဲအကြည့်ခိုင်းလိုက်တော့ဓာလေးပါဆက်ပြီးယုံနာသိသိတတ်တယ်ဆိုတာကတော့ခုနကဗိဓာကိုယုံနာသိသိတတ်တဲ့ယောဂီတို့ရဲ့အရာသာဖြစ်ပါတယ်နော်ဗိဓာကိုယုတ်တိနန္ဒီကိုစနစ်တကျမသိသိတတ်တဲ့ပုဂ္ဂိုလ်ဒီအတိတ်ကိုပြန်ပြီးယုံနာသိသိရှုလို့မရပါဘူးဒါကြောင့်ဘုရားရှင်ကဣဇဒဗိဓာရှုပြီးမှသာလျှင်ကြောင်းကျိုးဆက်ပရိစ္ဆသမုပ္ပါရှုတဲ့အပိုင်းကိုတဆင့်တက်ပြီးဟောနေတာအဲဒီတော့ဒေဂာနိကာလကိုလှမ်းပြီးဓာလေးပါဆက်ပြီးယုံနာခွဲအကြည့်ခိုင်းပြီးတော့ဒေဂာနိပုဂ္ဂိုလ်ရဲ့ဘွေမနောအကြည့်ကိုမိအောင်ဖမ်းပြီးတော့အရှုခိုင်းရတယ်နော်ဘာဖြစ်လို့လဲဒီဘွေမနောကြီးမှာအာယုနမိတ်တွေကလာပြီးထင်းနေတယ်အကျိုးပေးမဲ့ကံရဲ့စွန့်ရင်တတ္တိကြောင့်လာပြီးနမိတ်တွေထင်းနေတယ်ကံကမ္မနမိတ်ဂတိနမိတ်နမိတ်၃မျိုးတစ်မျိုးမျိုးတော့ထင်မြဲဓမ္မတာပဲယဟန္တာမဖြစ်သေးရင်တော့ဒီနမိတ်ကထင်မြဲပဲနော်ယဟန္တာဖြစ်ပြီးပြီဆိုရင်တော့ဘဝဆုံးသွားပြီဖြစ်တဲ့အတွက်ဒီနမိတ်တွေမထင်တော့ဘူးဒီတော့ဒီဘွေမနောကြီးကိုဘယ်ပုံဘယ်ပန်းဘယ်နည်းလားအဖြစ်ရှုရမလဲလို့မင်းရင်တော့
ထိုသင်္ကန်းဤပုဂ္ဂိုလ်ရဲ့သေမီဆက်ဆက်အချင်းကံမှာတည်ရှိနေတဲ့6ဌာန42ခုဌာနရှိတဲ့ယုတ်တွေကိုပြန်ပြီးခြုံငုံပြီးသိသိခဲ့ရပါတယ်သိသိပြီးတဲ့အခါယုတ်တွေကိုသိသိနိုင်ရင်ဒီကဏိကာလပုဂ္ဂိုလ်ရဲ့ဟရိယဝတ္ထုယုတ်ကိုမိအောင်ပြန်ပြီးဖန်အစိုက်ခဲ့ရတယ်နှလုံးမှာရှိတဲ့54မျိုးသောယုတ်တွေကိုပြန်ပြီးထပ်ပြီးရှုလိုက်တဲ့အချိန်ခါမှာဟရိယဝတ္ထုကိုမိအောင်ဖန်လိုက်ရင်ဟရိယဝတ္ထုကိုမိတွယ်ပြီးအင်းရှင်းအနေနဲ့ဖြစ်နေတဲ့ဒီဘွေမနောကြီးကိုမိလို့ဖန်လို့ရတယ်ဒီဘွေမနောကြီးလေးကိုရှုလို့ရပြီဆိုရင်ဘွေမနောကြီးလေးကိုရှစ်တိုးကြည့်နောက်ဆုတ်ကြည့်ကြည့်လိုက်ရင်ရှစ်တိုးရဲ့စရကမသေးခင်ဘက်ခါစောစောဘက်တိုးကြည့်လိုက်ဒေဂဏိဘက်ကိုပြန်ဆုတ်ပြီးကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲဒီဘွေမနောအကြီးနှစ်ခုတို့ရဲ့ကြားမှာဒါလျင်စိတ်အစဉ်တွေကဖြိုးဓမ္မတာရှိတယ်ဝိထိလို့ခေါ်တဲ့စိတ်အစဉ်လေးတွေဖြစ်တော့အဲ့ဒီစိတ်အစဉ်လေးတွေကိုမိအောင်ဖမ်းတာပဲဒီဘွေမနောအကြီးမှာဒေဂဏိကာလမှာလူပြည်လူလောကလိုကောင်းရာတုတိရောက်မဲ့ပုဂ္ဂိုလ်တွေအတွက်တော့ကောင်းတဲ့ကံကမ္မနိမိတ်ဂတိနိမိတ်၃မျိုးတစ်မျိုးမျိုးတော့ထင်မြဲဓမ္မတာဖြစ်တယ်ခုနကယောဂီကိုဖမ်းပြီးအရှုခိုင်းလိုက်တော့ဇေရီတော်မှာဆွမ်းပန်းလှူနေတဲ့အာယုံပေါ်လာတယ်ဇေရီတော်တဆုမှသူကအမျိုးသမီးဘဝနဲ့တစ်ချိန်လုံးကပေါ့ဒီမသေးခင်ခတ်စောစောဘိန်းလောက်ကဇေရီတော်မှာဆွမ်းလေးပန်းလေးကပ်ပြီးတော့လှူခဲ့ဘူးတယ်ဆွမ်းနေပန်းနေကပ်လှူပြီးတော့သူကဘာစုတောင်းခဲ့လဲလို့မေးတော့ယောက်ျားစုကိုတောင်းခဲ့တယ်။ဘာဖြစ်လို့သူကယောက်ျားစုတောင်းတယ်လို့ဦးဇင်းကတော့အာနာလို့မေးတော့မကြည့်ဘူး။ခမန်းကြည့်ရတော့အဖိုးကြီးကတော်ရိုက်ပုံရတယ်နော်။အဲ့ဒါနည်းနည်းလေးဒီအသက်50ကျော်50လောက်ရောက်တော့သူကခြေထောက်နဲ့ကံပြစ်ခြင်းနဲ့အရွယ်လဲရောက်လာပြီ။နည်းနည်းသွားလေးပါလေးကလည်းကျိုးနေပုံရပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းစမ်းပြီးတော့ဆေးရုံတစ်ခုပဲဆိုကြပါစို့တခါကြီးတယောက်နဲ့ဆုံးတယ်။ဒကာကြီးရဲ့သားကဒီဒကာကြီးကိုလာပြီးပြုစုနေတယ်ပြုစုနေတဲ့အချိန်ခါကျတော့ဒီကောင်လေးကလည်းဥစဉ်ကိုလာပြီးဝကြီးဝငယ်တွေပြုစုနေတော့စက်မင်းနဲ့ဥစဉ်ကသူ့မေးကြည့်တယ်ဒကာကြီးထန်လာနေတဲ့ဒကမကြီးတွေ2ယောက်3ယောက်တော့ရှိတယ်သူ့အမေမဟုတ်ဖြစ်နေတယ်ဒါနဲ့သူ့ကိုဥစဉ်ကမေးကြည့်တယ်ဟိတ်ကောင်မင်းအမေရောဘယ်ရောက်သွားလဲမေးကြည့်သူကရီးနေတယ်မပြောဘူးမင်းဘာဖြစ်လို့ရီးနေတာလဲဒီပြီးတော့အမေကသွားမရှိတော့ဘူးဗျာဒီလိုပြောတော့ဦးစင်းကနည်းနည်းတော့ရေးမိသွားတယ်ဘာဖြစ်လို့လဲသူ့အမေကသွားမရှိတော့အဖိုးကြီးကနောက်အမျိုးသမီး2ယောက်ယူထားပုံပေါ်ပါတယ်သူကဒီလိုဆိုလိုတဲ့အတိတ်ပဲနဲ့တူတယ်ဟုတ်တယ်မဟုတ်လားကိုလည်းဒီတိုင်းပဲဒီအမျိုးသမီးကသူကအသက်50ကျော်ကြတော့သွားလေးကလည်းကျိုးနေပြီနဲ့တူပါတယ်ပုံမှန်ကြည့်ရတာဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့ဒီအမျိုးသမီးဘဝကိုသူကစိတ်နာပြီးတော့ယောက်ျားဘဝကိုသူကဆူတောင်းနေတယ်ယောက်ျားလို့အတိမှားနေတဲ့သဘောကအဝိဇ္ဇာယောက်ျားဘဝကိုတွေ့တတ်မဲ့တဲ့သဘောလေးကတဏှာယောက်ျားဘဝကိုစိတ်ကပ်ဆွဲနေတဲ့သဘောလေးကဥပါဒာအဲ့ဒီအဝိဇ္ဇာတဏှာဥပါဒာနေမှာစိတ်စရတိဘယ်နှလုံးရှိတယ်ဆိုတာကိုသိချဖမ်းပြီးအစိုက်ခိုင်းလိုက်တော့စိတ်စရတိအလုံး20ရှိတယ်အဲ့ဒီအလုံး20ကဘာတွေလဲသိကျင်လားသိကျင်တော့လက်တွေ့ရှုကြဟုတ်တယ်မလားဒီညပြောလို့ကတော့ကုံမှာမဟုတ်တော့ဘူးနော်ယောက်ျားလိုအတိမှားနေတဲ့လောဘဒိဋ္ဌိဥဆောင်နေတဲ့စိတ်စိတ်တွေအလုံး20ဇောမှာမနောရဝဇ္ဇမှာစိတ်စိတ်တွေဓမ္မတာအတိုင်း12လုံးပဲရှိပါတယ်ဇောတွေမှာစိတ်စိတ်တွေအလုံး20ရှိနေတယ်ယောက်ျားဘဝကိုနှစ်ကာကလိုလားတောင့်တတဲ့စိတ်ထားဖြင့်သူကဆူတောင်းနေတာပန်းလှူနေတဲ့ကုသိုလ်ဘုရားရှင်ရဲ့ဇေဒီတော်ကိုအာယုံယူပြီးတော့ဆွမ်းနေပတ်နေဆက်ကနေတဲ့ကုသိုလ်စိတ်စေတနာတွေကိုပြန်ပြီးအစိုက်ခင်းလိုက်တော့စိတ်စိတ်တွေ34လုံးရှိတယ်မနောဒရဝဇ္ဇမစိတ်စိတ်က12လုံးဇေဒီတော်မှာဆွမ်းပန်းလှူဒန်းနေတဲ့ကုသိုလ်စိတ်စေတနာတွေကိုဖန်ဆင်းလိုက်တော့စိတ်စိတ်တွေ34လုံးသင်္ခါရကံ34လုံးရှိတယ်အဲ့ဒီ34လုံးလည်းဘာလဲသိကျင်သလားသိကျင်တော့လက်တွေ့ရှုကြဟုတ်တယ်မဟုတ်လားအဲ့ဒီ34လုံးသောတရားတွေကခုနက20သောလောဘဒိဋ္ဌိအုပ်စုဝိဇ္ဇာဏဥပါဒံအုပ်စုတွေကသူတို့ကအနိစ္စတရားတွေအနိစ္စတရားတွေဖြစ်ခြင်းကြောင့်ဖြစ်ပြီးတဲ့ထိုယုံနာအစင်မှာဖြစ်ပြီးတဲ့ပြတ်သွားတယ်ဒီဘက်အထိလည်းကူးမလာဘူးဒါပေမဲ့လို့ဝိဘက်နံတရားတွေဝိဘက်အပြာကတတရားတွေလို့ယုံနာတန်တအစင်မှာစွန့်အင်တတ်တဲ့ဒီစုံတရားမထားခဲ့ပဲနဲ့ချုပ်ပြတ်သွားသည်တော့မဟုတ်ဘူးတဲ့နော်နောက်တစ်ချိန်အကျိုးကိုပေးနိုင်တဲ့စွန့်အင်ကမ္မတတ္တိလေးယုံနာအစင်မှာမြုပ်နှံပြီးမှသာလေချုပ်ပြတ်သွားတယ်အဲဒီစွန့်အင်ကမ္မတတ္တိလေးကိုတော့ယောဂီကမြင်အောင်တစ်ခါတစ်ဆင့်တက်ပြီးလှမ်းကြည့်ရတယ်အဲဒီစွန့်အင်ကမ္မတတ္တိရှုတဲ့အပိုင်းယောဂီတွေပြုံးကနေနားလည်ဖို့ခက်တယ်နားလည်ဖို့ဘာကြောင့်ခက်နေရလဲလို့မေးရင်တော့ပရမတ္ထအပြင်ထင်ရှားရှိနေတဲ့ဥပတိပင်အနေအပြင်ထင်ရှားရှိတဲ့တရားမျိုး
မဟုတ်တော့ဘူးဥပတိပင်အပြင်ထင်ရှားဖြစ်သွားတာကခုနကအဝိဇ္ဇာတဏဥပါဒံတို့သင်္ခါရတို့ပဲဆွမ်းပန်းလှူနေတဲ့ကုသိုလ်စိတ်စေတနာတွေပဲသူတို့ကအနိစ္စတရားတွေဖြစ်ပြီးပြတ်တော့သူတို့နဲ့ကပ်ပြီးကြည့်ရတယ်သူတို့ဖြစ်ပြီးဘာအရှင်ဝါလိထားခဲ့တယ်ဆိုတာကိုဒီစွမ်းလှူနေတဲ့ကုသိုလ်စိတ်စေတနာတွေကိုကြည်ဖွံ့မြတ်စွာထက်ကသုံးသပ်ပြရတယ်သုံးသပ်လိုက်တဲ့အခါမှာသူတို့ချုပ်ပြတ်သွားလို့ကြမ်းခဲ့တဲ့အရှင်ဝါတ္တိလေးကိုမိအောင်ဒီခါသူတို့နဲ့ပူးတွဲပြီးယောဂီကဖမ်းရတယ်ဘာဖြစ်လို့ဒီအချိန်ခါမှာဒီစွန့်လူတဲ့အာယုန်နမိတ်ကဇေဒီတော်ကိုစွန့်လူနေတဲ့အာယုန်နမိတ်ကသေကဏိကာလမှာထင်ရတယ်လို့မင်းရင်အဲ့ဒီကမ္မတ္တိရဲ့စွန့်အားကြောင့်လာထင်တာအကျိုးပေးမှကဒီကံလေးကအကျိုးပေးတော့အကျိုးပေးမဲ့ကံဒီသေကဏိမှာရှေ့တန်းပေါ်လာတယ်နွားချန်ထဲမှာနွားတွေကိုအစုလိုက်အပြုံလိုက်အပြည့်အကျလှောင်ထားတဲ့အခါနည်းနည်းမိုးလင်းလို့ရှိရင်နွားချန်တကားဝကိုဖွင့်လိုက်ရင်နွားတွေဒီခြံဝမှာအစုလိုက်အပြုံလိုက်နဲ့ပြိုတိုးပြီးထွက်တယ်တိုးထွက်တဲ့အချိန်ကမှဒီနွားတွေတဲကအားအကောင်းဆုံးနွားကတခြားနွားတွေကိုတိုးခွေပြီးတော့သူကရှေ့တန်းကတက်လာတယ်ဒီတိုင်းပဲသရဝရီမန္တရာခီကျင်လီကြတဲ့အချိန်ခါမှာကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်တချို့ကျင်းဖန်မြတ်စွာပြုထားတဲ့ကံကြီးရှိကြတယ်အဲဒီလိုကျင်းဖန်မြတ်စွာပြုနေတဲ့ကံတွေကအရှင်အဝါအားအကောင်းဆုံးကံတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်အဲဒီလိုအရှင်အဝါကောင်းတဲ့ကံတွေကိုအများဆုံးပြုစုထားတဲ့ပုဂ္ဂိုလ်တွေဟာတေဂာနိမှာဒီကံတွေဒီအလူရဲ့ပို့ပြီးဖြစ်တတ်တယ်အဲ့ဒီထဲမှာအာကောင်းမောင်းတန်နေတဲ့ကံတစ်ခုကရှည်တန်းပေါ်လာတာပဲရှည်တန်းပေါ်လာတဲ့ဒီကံရဲ့စွန့်ရင်တတ္တိကြောင့်ဒီနမိတ်ကထင်လာရတာထင်လာရတော့ဒီအကျိုးပေးတဲ့ကံကိုဖမ်းဖို့ရန်အတွက်ဒီနမိတ်ဒီအခြေခံတော့ကျက်တစ်ခုဖြစ်နေတယ်ဖြစ်နေတဲ့အချိန်ကကျတော့အဲ့ဒီကံလေးကိုမိအောင်ယောဂီကခုနကသင်္ခါရနဲ့ကပ်ပူးတွဲပြီးတော့ရှာဖွေရတယ်ရှာဖွေလိုက်တော့မှဒီကမ္မတတ္တိလေးကိုတွေ့တော့မှဒီကမ္မတတ္တိနဲ့လက်ရှိပရိသန္တိကလရေကြီးအခိုက်မှာတည်ရှိနေတဲ့ရုပ်တွေနာနေနဲ့ကြောင်းကျိုးဆက်နွယ်မှုရှိမရှိကိုတစ်ဖန်ပြန်ပြီးကြည့်ရပြန်တယ်တစ်ဖန်ပြန်ကြည့်တဲ့အပိုင်းမှာယောဂီတွေကိုနားလည်အောင်သင်ပေးရတဲ့စနစ်ကလေးတစ်ခုကတော့ဦးဇင်းတို့ယောဂီတွေဒီဘက်မှာကံကြောင့်ဖြစ်တဲ့ရုပ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ဥဒုကြောင့်ဖြစ်တဲ့ရုပ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်ခေါ်တဲ့ရုပ်လေးမျိုးလုံးကိုစနစ်တကျရှုတတ်ပြီးဖြစ်တယ်။ရဝါတဲ့ရဲ့နှလုံးအိမ်ဟရိယဝတ္ထုမှာမိတွဲပြီးခုဖြစ်ပေါ်နေတဲ့ခုလူသားတိုင်းဆိုကြပါစို့နော်။ဟရိယဝတ္ထုကိုမိတွဲပြီးဖြစ်ပေါ်နေတဲ့စိတ်အလုံးဒီရေပုံရအဖြစ်ရုပ်ကိုဖြစ်စေနိုင်တဲ့စွမ်းအားရှိတယ်။ရေပုံရဆိုတာကတော့ပရိသတ်နဲ့စိတ်ကတော့ရုပ်ကိုဖြစ်စေနိုင်တဲ့စွမ်းအားမရှိဘူး။သုတိစိတ်ကရုပ်ကိုဖြစ်စေနိုင်၏မဖြစ်စေနိုင်၏ဆိုတာကတော့ဒီဟန္တာပုဂ္ဂိုလ်တို့ရဲ့သုတိစိတ်ဒီရုပ်ကိုမဖြစ်စေနိုင်ဘူးဆိုတာကတော့အလုံးသဘောတူကြတယ်။ဉာဏ်နေတဲ့ပုဂ္ဂိုလ်ရဲ့သုတိစိတ်ဒီရုပ်ကိုဖြစ်စေနိုင်တယ်လို့ဆိုတဲ့ဝါဒလည်းရှိတယ်။မဖြစ်စေနိုင်ဘူးလို့ဆိုတဲ့ဝါဒလည်းရှိတယ်။အချီးချက်စကားများနေ။ဒါကြောင့်ရေပုံရလို့ပြောတာပါနော်။အဲ့ဒီပရိသန္တိစိတ်နဲ့သုတိစိတ်ကိုနှုတ်လိုက်ပေါ့။ဘဝတစ်ကြောင့်မှာဖြစ်ပေါ်နေတဲ့စိတ်တိုင်းစိတ်တိုင်းဟရိယဝတ္ထုကိုမိတွဲဖြစ်ပေါ်နေတဲ့စိတ်တိုင်းစိတ်တိုင်းဒီစိတ္တဇရုပ်ကိုဖြစ်စေနိုင်တဲ့စွမ်းအားရှိတယ်။စိတ်တစ်ခုတစ်ခုဒီစိတ္တဇရုပ်ပေါင်းယုတ်ကလပေါင်းများစွာကိုဖြစ်စေနိုင်တဲ့စွမ်းအားရှိတယ်။ဒါကြောင့်ကြည့်ပေါ့လက်တစ်ခုကိုမြှောက်ချင်တယ်ဆိုတဲ့စိတ်ကလေးပေါ်လာလို့မြှောက်လိုက်တဲ့လက်တစ်ခုလုံးမြောက်မသွားဘူးလား။မြောက်ပါလက်မှာရှိနေတဲ့ရုပ်တွေကိုသဲဆောင်နိုင်တဲ့စွမ်းအားရှိတဲ့ရုပ်တွေအများကြီးဖြစ်လာ။ကိုယ်တစ်ခုလုံးသွားကျင်ပြီဆိုလို့ရှိရင်လျှောက်သွားလိုက်တဲ့ဒီကိုကြီးကိုသဲဆောင်သွားနိုင်တဲ့စွမ်းအားမရှိဘူးလား။ရှိတယ်။လူတစ်ယောက်ကနေလူတစ်ယောက်ကိုထမ်းကြည့်ပါလားဘယ်လောက်လေးတယ်ဆိုတာနားလဲတယ်။ကိုယ့်အကိုသွားကျင်ပြီဆိုလို့ရှိရင်ဒီစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကဒီခန္ဓာအိမ်တစ်ခုလုံးကိုသဲဆောင်သွားတယ်။စွမ်းအားဘယ်လောက်ကြီးတယ်ဆိုတာကြည့်ပေါ့စိတ်တစ်ခုကြောင့်ဖြစ်တဲ့ရုပ်တွေဒီများစွာရှိတယ်။မျက်စိတမိလျှားတစ်ပြက်အတွင်းမှာစိတ်တို့မြည်သည့်အကျဉ်းကလေးတသိမ့်မကဖြစ်ပြီးပြတ်တော့မျက်စိတမိလျှားတစ်ပြက်အတွင်းမှာကိုယ်ကစိရိစရုပ်ပေါင်းသည်မရေမတွက်နိုင်အောင်အလွတ်အလွန်များနေတယ်။ဒါကြောင့်ဒီခန္ဓာအိမ်ကြီးကိုလွယ်လွယ်ကူကူနဲ့သဲဆောင်သွားလို့ရနေခြင်းဖြစ်တယ်နော်။သို့တော့တကယ်သဲဆောင်တာတော့မဟုတ်ဘူးနော်။ဒီဘက်ကတော့ဟိုတံပစင်ဘက်ကျမှထပ်ပြီးပြောပါမယ်။သဲဆောင်သောအခြင်းအဖြစ်ဖြစ်တယ်။တကယ်သဲဆောင်တာတော့မဟုတ်ဘူးပေါ့နော်။နားလည်လဲအောင်တော့ပြောလိုက်တာပဲ။ကဲကောင်းပြီ။ဒီတော့အဲ့ဒီစိတ်ဒီစိတ္တဇရုပ်နဲ့ကြောင်းကျိုးဆက်နေတယ်စိတ်ကြောင့်စိတ္တဇရုပ်ဖြစ်တာကိုယောဂီကရုပ်ပိုင်းရှုခွင့်မှာတော်တော်လေးသဘောပေါက်သွားပြီသဘောမပေါက်တဲ့ယောဂီကိုဘုန်းကြီးကတော့ဘယ်လိုသင်ပေးရလဲဝေမနောကြီးလေးကိုစိတ်ဆိုင်ထားပါဒီချိန်ကမှအကြည်ဓာတ်6ပါးယောဂီကရှုတတ်ပြီးဖြစ်တယ်နော်ဝေမနောကြီးလေးကိုစိတ်ဆက်ပြီးလက်ညှိုးလေးတစ်ချောင်းကွေးလိုက်ဆန်းလိုက်လုပ်ကြည့်ပါကွေးခြင်းနဲ့စိတ်ကလေးဆန်းခြင်းနဲ့စိတ်ကလေးကိုမြင်အောင်ကြည့်ပါထိုစိတ်ကြောင့်စိတ္တဇရုပ်ကလေးတွေဖြစ်နေတာကိုသိချတက်ခွဲကြည့်ပါသူခိုင်းရတယ်ခိုင်းလိုက်တဲ့ချိန်ကမှတချို့ယောဂီကဘာပြောလဲဒီနေရာမှာလည်းယောဂီဖမ်းလို့ရပါတယ်ဘုန်းကြီးဘက်ကတော့ဖမ်းတဲ့နည်းတွေအများကြီးရှိတယ်အဲ့ဒီယုတ်တွေကကြည်သလားမကြည်ဘူးလားဒီကလအမှုံလေးတွေကြည်သလားမကြည်ဘူးလားသိချအစိုက်ခိုင်းလိုက်
ကလတခုတခုကိုဓာတ်ခွဲကြည့်ပါသဘောတရားဘယ်နှခုရှိတယ်အစိုက်ခင်းလိုက်တယ်။ငယ်သူကအဘိဓမ္မာလေးဗာလေးသင်ဖို့ရင်တော့ဒီနေရာမှာသူကဘုန်းကြီးပြန်လှိမ့်လို့ရတယ်။အဘိဓမ္မာမသင်ဘူးဆိုရင်တော့ယောဂီကဒီနေရာမှာဘုန်းကြီးကိုတိတ်လှိမ့်လို့မရဘူး။ဖြတ်ကနေကောက်မေးလိုက်တဲ့သူမေကွန်းကမှားနေတယ်။သူဖြေတာကမှားနေတယ်။မှားနေရင်ဘုန်းကြီးဘက်ကဘာဖြစ်လို့ဘုန်းကြီးလာလိန်နေရလဲလို့ပြောလိုက်ရင်ဒီယောဂီဘာဖြစ်သွားမလဲ။ဒီတော့ဘုန်းကြီးကမပြောပါဘူးပြန်ရှုကြည့်အောင်လေဟောဒီလောက်တော့ပြောရတယ်ဟုတ်တယ်မလားပြန်ရှုကြည့်ပါဦးနည်းနည်းလေးသိချာရှုကြည့်ပါဦးဒီလောက်တော့ပြောရတယ်အဲ့ဒီနေရာမှာသူကစိတ်နဲ့စိတ္တိဇယုတ်ဟာခွင်းဆက်နေတယ်အဲ့ဒီလိုကိုယ်ဉ္စန့်ခြင်းနဲ့စိတ်ကလေးကြောင့်စိတ္တိဇယုတ်တွေတဘောဘောဖြစ်တာကိုရှုတတ်တဲ့ယောဂီအဖို့ဉာဏ်နေတဲ့ဟရိယဝတ္ထုကိုမိတော်ပြီးဖြစ်ပေါ်နေတဲ့စိတ်တဲ့ဒီစိတ္တိဇယုတ်ကိုအမြဲတမ်းဖြစ်စေတာကိုမြင်အောင်ထပ်ရှုပါလို့တဆင့်တက်ပြီးခိုင်းထားတယ်အဲ့ဒီရှုွက်ကိုသူကကျင့်ဖန်များစွာရှုထားတော့ဒီစိတ်နဲ့စိတ္တိဇယုတ်တို့ကြောင်းကျိုးဆက်နွယ်နေတဲ့သဘောကိုသူကနားလည်ပြီးပြီအဲ့ဒီလိုနားလည်ပြီးတဲ့အခါအဲ့ဒီပုံစံအတိုင်းပဲဒီကာမတ္တိလေးကိုရှားဖွေတွေ့တဲ့အခါဒီကာမတ္တိလေးနဲ့ပရိသန္တိကာလရေကြီးမှာရှိနေတဲ့ယုတ်တွေနဲ့ကြောင်းကျိုးဆက်နွယ်မှုရှိမရှိကိုဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ထက်ခါထက်ကကြည့်စမ်းပါဟိုဘက်ဘဝကပြုခဲ့တဲ့ကာမတ္တိလေးကိုကြည့်လိုက်ဒီဘက်ကယုတ်တရားတွေပရိသန္တိကာလရေကြီးမှာရှိတဲ့ယုတ်လှမ်းကြည့်လိုက်ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ထက်ခါထက်ကကြည့်ခဲ့ရင်သူတို့ကြောင့်ဒီကံလေးကြောင့်ဒီယုတ်တွေထင်ရှားဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဒီကံကြောင့်ဒီယုတ်တွေထင်ရှားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲကမ္မဇယုတ်တွေတဘောဘောဖြစ်နေတာမြင်ရတယ်ယုတ်တွေတဘောဘောဖြစ်နေတာကိုဒီကံလေးကြောင့်ဒီတတ္တိလေးကြောင့်ဒီစွမ်းအားလေးကြောင့်ဒီယုတ်တွေကတဘောဘောနဲ့ထင်ရှားရှားကြီးဖြစ်နေပါတယ်ဆိုတော့ယောဂီကကိုယ်တိုင်သိပြီဆိုတဲ့အခါကျတော့မှအဝိဇ္ဇာဖြစ်ခြင်းကြောင့်ယုတ်ဖြစ်၏အဝိဇ္ဇာကအကြောင်းတရားရူပခန္ဓာကအကျိုးတရားတဏှာဖြစ်ခြင်းကြောင့်ယုတ်ဖြစ်၏တဏှာကအကြောင်းတရားရူပခန္ဓာကအကျိုးတရားဥပါဒံဖြစ်ခြင်းကြောင့်ယုတ်ဖြစ်ဥပါဒံကအကြောင်းတရားရူပခန္ဓာကအကျိုးတရားသင်္ခါရဖြစ်ခြင်းကြောင့်ယုတ်ဖြစ်သင်္ခါရကအကြောင်းတရားရူပခန္ဓာကအကျိုးတရားကံဖြစ်ခြင်းကြောင့်ယုတ်ဖြစ်ကံကအကြောင်းတရားရူပခန္ဓာကအကျိုးတရားစသဖြင့်ဒီလိုကြောင်းကျိုးဆက်နွယ်မှုကိုသိသိရပါတယ်ဒါကိုအကြောင်းအကျိုးသိသိတဲ့လုပ်ငန်းခွင်လို့ခေါ်ပါတယ်ပါဇက်ကပြောတော့လွဲတယ်အဲ့ဒီဟာရှုရတာဒီမှာ